နေ့စူဇန်ကမာလာရှန်ကောကောင်းလေးတန်ကောက်မှာစားခြင်းနဲ့ဘယ်ဆိုင်မှာတော့စားရမှန်းမသိဘူးဆိုတဲ့သူတွေအတွက်ဆိုင်လေးတစ်ဆိုင်ကိုခေါ်တော့ပေးခြင်းပါတယ်။ဒါပေမဲ့ဒီဆိုင်ကနော်မာလာရှန်ကောတွေမဲ့ကောင်းတာလည်းမဟုတ်ဘူး။သူ့ရဲ့တခြားအစားအသောက်တွေကလည်းနာမည်ကြီးတယ်။ဒီလိုမျိုးပဲပြုတ်ထမင်းစီဇန်တို့ပြီးသွားလို့ရှိရင်သူ့ဆိုင်မှာဖာလူလာတို့ဘာတို့ဆိုလို့ရှိရင်လည်းအရန်ကောင်းတယ်။တူဟူးနှွေးဆိုလို့ရှိရင်လည်းလူကြိုက်အရန်များပြီးတော့အရန်ကိုစားကောင်းတယ်ပါတယ်။ပြီးတော့သူ့ရဲ့စီလုံဒီလေးပေါ့နော်စီလုံဒီလေးတောက်ပြီးတော့အီချာကွေးလေးစားမလားဒါမှမဟုတ်လက်ဖက်တုပ်ကလေးစားပြီးတော့ရင်းနှီးချမ်းလေးတောက်ရင်းနဲ့အေးစစ်စစ်အနားယူမလားဒီဆိုင်လေးကတော့ရွှေပါရွှေကသူကပေါ့နော် on loop PDS နားမှာရှိပါတယ်ရွှေမှာစွတ်စွတ်မုတ်တီတို့နာမည်ကြီးအစားအသောက်တွေအစုံအလင်းပေါ့နော်အကုန်လုံးရှိပါတယ်ဖာလီယာလေးဆိုလို့ရှိရင်လည်းရောက်ရင် try ကြည့်တင်ပါတယ်เนาะအရန်လည်းမချိုပဲနဲ့မအီပဲနဲ့အရန်တောက်လို့ကောင်းပါတယ်အားမအစားတွေအများကြီးမစားခြင်းဘူးဆိုတော့လက်ဖက်တုပ်လေးစားရင်းနှီးချမ်းလေးတောက်ပြီးတော့ဆိုင်ထဲမှာအေးစစ်စစ်လေးနဲ့ထိုင်ပြီးအများကြီးယူရပါတယ်ဒီနေ့သွားခဲ့တော့မာလာရှန်ကောစားဖို့စီစဉ်တော့မရှိဘူးဝန်ထမ်းညီမလေးကမာလာရှန်ကောမီနူအစ်စ်ထဲမှာရောက်လာပြီတဲ့စားကြည့်မလားအမတဲ့ဆိုတာနဲ့စမ်းပြီးတော့စားကြည့်ခဲ့တယ်မာလာရှန်ကောကိုထုံထုံဆက်ဆက်လေးလေးပင်ပင်လေးခြိုက်တဲ့သူတွေအတွက်တော့တကယ်ကိုရွှေအရသာရတဲ့ဆိုင်လေးပါလုံးဝမာလာရှန်ကောကလေးလေးလေးပင်ပင်လေးနဲ့အထုံရတာလေးနဲ့ဆက်ဆက်ကလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်အထုံအရန်မကြိုက်တဲ့သူတွေကတော့မာလာရှန်ကောမှာစားမယ်ဆိုလို့ရှိရင်အထုံလေးနည်းနည်းလျှော့ခိုင်းပါနော်အဆက်တို့ဟာတော့နည်းနည်းလျှော့ခိုင်းပါနော်စူးစမ်းတော့အဆက်လည်းအရန်ကြိုက်တယ်အရသာလေးလေးပင်ပင်နဲ့ထုံတာလေးလည်းကြိုက်တဲ့အတွက်ဒီရွှေရမာလာရှန်ကောကတော့စူးစမ်းမဆက်နဲ့လုံးဝပတ်တီပါပဲသူကဒီလိုပွဲသေးတစ်ယောက်စာတပွဲကိုပေါ့နော်149ဘတ်ပါသူ့မှာကြက်ဝက်ပင်လယ်စာ3မျိုးလေးထည့်လို့ရပါတယ်ဒါကတော့ဒီလိုတက်ပေါ့နော်ပြီးတော့ဒီပဲပြုတ်ထမင်းစီဇန်လေးလည်းစားခဲ့ကြပါသေးတယ်သူ့ရဲ့အသက်ကတော့ဒီဟင်းရည်ပေါ့နော်အရန်ကြိုက်ပါတယ်စပြုတ်ဟင်းရည်လက်ဖက်ရည်ကလည်းစီလုံးတီးကအရန်ကောင်းပါတယ်အီချာကွေးလေးနဲ့တွဲစားလိုက်လို့ရှိရင်လုံးဝ perfect ပါရင်းနှီးချမ်းလေးတောက်လက်ဖက်ရည်အီချာကွေးလေးစားပြီးတော့ဆိုင်ထဲမှာအေးစစ်စစ်အနားယူလို့ကောင်းပါတယ်သူကလက်ဖက်ရည်အပြင်ဒီလိုလက်ဖက်တုပ်ကလေးဆိုလို့ရှိရင်လည်းရင်းနှီးချမ်းလေးတောက်ရင်လက်ဖက်တုပ်ကလေးစားရင်းနဲ့အရန်ကိုစားလို့ကောင်းတယ်เนาะမာလာရှန်ကောကတော့ဒီဆိုတော့မာလာရှန်ကောအဓိကရောင်းတဲ့ဆိုင်ဖို့လို့စားတော့အများကြီးမမျောလင့်တာပဲရောက်လာတဲ့အချိန်မှာလုံးဝစူးစမ်းဆက်နဲ့ပွက်တီပဲအရန်စားလို့ကောင်းတယ်အရာကလည်းနည်းနည်းဆက်တယ်ပေါ့နော်အဆက်မစားနိုင်တဲ့သူတွေတော့အဆက်လျှော့ခိုင်းမှာပေါ့စူးစမ်းတော့အဆက်စားနိုင်တော့ဒီမှာခဏလေးနဲ့ကိုပြောင်းသွားပါတယ်ကဲအစားတောက်ကောင်းလေးတွေကိုဒီလိုမျိုးတနေရာထဲမှာအစုံလင်စားခြင်းတဲ့သူတွေက on no PDS ကနေ9မိနစ်လောက်လမ်းလျှောက်ရင်ရတယ်ဒီရွှေမှာတော့စားကြည့်ကြပါเนาะဒီဆိုင်လေးကမနက်8:00 နာရီကနေည8:00 နာရီထိဖွင့်ပြီးတော့ Grab ကနေလည်း delivery နဲ့မှာစားလို့ရပါတယ်အားလုံးပဲအဆုံးထိကြည့်ကြတဲ့အတွက်ကျေးဇူးပါ